အားလုံးပဲမင်္ဂလာပါရှင်။ကန်းကော်ကပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာဆရာကြီးမောင်ခင်မင်းတနည်းပြရေးတဲ့ဥပစာအမြင်သေးဆိုတဲ့ဆောင်းပါးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။နားဆင်ပေးကြပါရှင်။ဥပစာတင်စားမှုမရှိဘဲသူတို့၏အသိဉာဏ်ပိုင်းဘဝသည်တိုးတက်မှုမရှိနိုင်ပါဟုပါမောက္ခမက်စ်မူလာကဆိုခဲ့သည်20ရာစုနောက်ပိုင်းတွင်ဥပစာ၏အရေးပါမှုကိုကျယ်ကျယ်ပြန့်ပြန့်သိမြင်လာသောပညာရှင်များပေါ်ပေါက်လာသည်ထိုပညာရှင်များသည်19ရာစုတွင်ထင်ရှားသောမက်စ်မူလာ၏အဆိုကိုထပ်မံအတည်ပြုလိုက်သကဲ့သို့ရှိသည်သို့ဆိုလျှင်ဥပစာတင်စားမှုဆိုသည်မှာအဘယ်နည်းဥပစာဟုမြန်မာတို့တွင်တွင်ကျယ်ကျယ်သုံးနေသောစကားသည်ဥပစာယဟုသောပါဠိစကားကိုမြန်မာမှုပြုထားသောစကားဖြစ်သည်တင်စားပြောဆိုခြင်းတင်စားသောစကားဟုအဓိပ္ပာယ်ရသည်တင်စားခြင်းဆိုသည်မှာတစ်စုံတစ်ခုကိုရည်ညွှန်းခေါ်ဝေါ်သောစကားလုံးကိုထိုတစ်စုံတစ်ခုနှင့်တူသောသို့မဟုတ်ဆက်စပ်မှုရှိသောအခြားတစ်စုံတစ်ခုအတွက်ပြောင်းရွှေ့အသုံးပြုနေခြင်းဖြစ်သည်တနည်းဆိုရလျှင်ပထမအကြောင်းအရာအတွက်သုံးသောစကားလုံးကိုထိုအကြောင်းအရာနှင့်တူညီမှုဆက်စပ်မှုရှိသောဒုတိယအကြောင်းအရာအတွက်ပြောင်းရွှေ့အသုံးပြုခြင်းဖြစ်သည်ဆိုပါစို့ကြက်ရှာဆိုသောစကားလုံးသည်မူလကကြက်တရဝါ၏ပါးစပ်ထဲကရှာကိုရည်ညွှန်းခေါ်သောစကားလုံးဖြစ်သည်ဖျားမှာတကွန်ကုတ်ကားတို့နှင့်အတူကတ်လှူရသော3000ပုံစက္ကူအလံကလေးကိုနာမည်ပေးသောအခါကြက်ရှာကလေးနှင့်တူသည့်အတွက်သီးခြားနာမည်မပေးတော့ဘဲထိုအလံကလေးကိုလည်းကြက်ရှာဟုပင်ခေါ်လိုက်သည်3000ချွန်းပုံဖြစ်နေသောမြေအစွန်းကိုလည်းကြက်ရှာစွန်းဟုပင်ခေါ်လိုက်သည်ဤသို့ပြုလုပ်ခြင်းသည်ဥပစာတင်စားခြင်းပင်ဖြစ်သည်ဤသို့တင်စားလိုက်ခြင်းအတွက်ကြက်ရှာသည်ကြက်ဤရှာဟုသောမူလအနတ္တမက3000ပုံအလံငယ်3000ပုံမြေအစွန်းဟုသောအသစ်များတိုးပွားလာရသည်ဘာသာစကားတစ်ခုတွင်ဤသဘောနှင့်အညီပင်ဥပစာတင်စားခြင်းကြောင့်စကားလုံးဟောင်းများသည်အနက်သစ်များတိုးပွားလာရသည်ဥပစာတင်စားခြင်းဆိုသည်မှာအကြောင်းအရာဟောင်းတစ်ခုအတွက်သုံးသောစကားလုံးဟောင်းကိုထိုအကြောင်းအရာနှင့်တူညီမှုဆက်စပ်မှုရှိသောအကြောင်းအရာအသစ်အတွက်ပြောင်းသုံးခြင်းပင်ဖြစ်သည်နေ့စဉ်ပြောဆိုသုံးနှုန်းရာတွင်အလွန်စော့သောကလေးငယ်ကိုဒီကလေးကမြောက်ပဲဟုသုံးပုံမျိုးတိမ်ငယ်နှိမ့်ကျသောအဖြစ်သို့ရောက်ရခြင်းကိုငါတော့ခွေးဖြစ်ပါပြီဟုသုံးပုံမျိုးထင်မြင်ချက်မပေးဘဲပါးစပ်ပိတ်နေသူကိုဒီလူတော့ရေငုံနေပြီဟုသုံးပုံမျိုးတို့သည်ဥပစာတင်စားသုံးပုံများဖြစ်သည်နေ့စဉ်သုံးစကားထဲတွင်တင်စားသုံးသောဥပစာစကားများစွာရှိပါသည်အထူးသဖြင့်ကဗျာဝတ္ထုစသောရတ္တစာပေများတွင်စာဆိုတို့တင်စားသုံးသောဥပစာများကိုနှစ်သက်ဖွယ်စိတ်ဝင်စားဖွယ်တွေ့ရသည်ချစ်သူမိန်းကလေးကိုကြွေရုပ်ကလေးဟုတင်စားသည်နတ်မိမယ်ကလေးဟုတင်စားသည်ကောင်းကင်ကလာချမ်းကလေးကိုငွေလေးဟုတင်စားသည်ကောင်းကင်ကြီးကိုကြောက်တင်ပုံးကြီးဟုတင်စားသည်ကျဲကလေးတွေကိုကြောက်တင်ပုံးပေါ်ကဝါလုံးကလေးတွေဟုတင်စားသည်ရှေးပြိုးကဗျာများတွင်အလွန်နက်နဲသောဘာသာရေးသဘောတရားများကိုထင်သာမြင်သာအောင်ဥပစာအမျိုးမျိုးဖြင့်တင်စားလေရှိသည်ကိလေသာကိုကဘာဖြတ်မိုးကြီးထက်အစာပေါင်းများစွာတဲထန်သောမိုးကြီးအဖြစ်၎င်းယဟန်တို့၏စိတ်နှလုံးကိုကြောင်းတင်ငယ်အဖြစ်၎င်းတောကပူပန်မှုကိုမိုးယိုစိတ်ကြခြင်းအဖြစ်၎င်းတရားဘာဝနာစည်းဖြတ်မှုကိုမိုးမယိုအောင်ပြင်ချက်များတန်များဖြင့်ပိတ်ဆို့ခြင်းအဖြစ်၎င်းဥပစာတင်စားရေးဖွဲ့ပုံကိုရှင်မဟာရထသာရ၏ကိုးကန်းပြို့တွင်တွေ့နိုင်သည်ထိုသဘောများကြောင့်ဥပစာတင်စားမှုဆိုသည်မှာစာဆိုတို့၏အဆင့်မြင့်သောစိတ်ကူးဉာဏ်ဖြင့်ဖန်တီးမှုများသာဖြစ်သည်တာမန်လူတို့၏အရာမဟုတ်ဟုအများကယူဆခဲ့ကြသည်ဥပစာတင်စားမှုသည်စာဆိုတို့၏အရာသာဖြစ်သည်တာမန်လူတို့လက်မမိသောကိစ္စဟုယူဆခဲ့ကြသည်နေ့စဉ်သုံးစကားထဲတွင်ပါဝင်နေသောဥပစာများကိုမူသုံးမှန်များသည့်အတွက်ဟောင်းနှံပြီးအာနိသင်ကုန်ခန်းနေသောဥပစာအသေးများအဖြစ်မှတ်ယူကြပြီးစာပေများထဲတွင်ပါဝင်သောဥပစာများလောက်တန်ဖိုးမထားပေ20ရာစုနောက်ပိုင်းတွင်မူဥပစာနှင့်ပတ်သက်သောဘာသာစကားကိုစနစ်တကျလေ့လာသောဘာသာဗေဒပညာရှင်များအမြင်ပြောင်းလာကြသည်ယခင်ကဆိုလျှင်ဘာသာဗေဒပညာရှင်များနှင့်ဒသနဗေဒပညာရှင်များသည်ဥပစာကိုအရေးမပါသောအဖျားအလားလောက်သာသဘောထားကြသည်အရေးကြီးသောကဏ္ဍဟုမယူဆကြ1980ပြည့်နှစ်နောက်ပိုင်းတွင်မူဘာသာဗေဒပညာရှင်များသည်ဥပစာ၏အရေးပါမှုကိုလေ့လာတွေ့မြင်ပြီးဖော်ထုတ်လာကြသည်
ဥပစာသည်နေ့စဉ်တူငါသုံးနေသောစကားမျိုးထက်ပိုမိုထူးခြားပြီးကဗျအတွေ့ကဗျစိတ်ကူးကိုလှပစွာပုံဖော်တစားဆင်သောအစဉ်တစားမျိုးသာဖြစ်သည်ဟုသောအယူအဆသည်မမှန်ကန်ကြောင်းဥပစာသည်နေ့စဉ်အသုံးပြုနေသောဘာသာစကားထဲတွင်တသားတည်းပါဝင်ဖွဲ့စည်းနေသောအဓိကအပိုင်းဖြစ်ကြောင်းဘာသာစကားထဲတွင်သာမကလူတို့၏အတွေ့အကြံများအပြုအမူများထဲတွင်ပါဖွဲ့စည်းပြန့်နှံ့နေသောအလွန်အရေးပါသောအင်္ဂါအစိတ်အပိုင်းဖြစ်ကြောင်းတွေ့ရှိလာကြသည်တနည်းဆိုရလျှင်ဥပစာသည်လူတို့၏အပြောအဆိုဟူသောဝစီကံမှုအပြုအမူဟူသောကာယကံမှုအတွေ့အကြံဟူသောမနောကံမှုဟူသည့်ကံသုံးပါးစလုံးတွင်ပါဝင်ဖွဲ့စည်းပြန့်နှံ့လျက်ရှိကြောင်းတွေ့ရှိလာကြခြင်းဖြစ်သည်လူတို့၏ကံသုံးပါးစလုံးတွင်ဥပစာသဘောပါဝင်လျက်ရှိပုံကို20ရာစုအလယ်ပိုင်းကပင်အနက်အဓိပ္ပာယ်လေ့လာသောအထဗေဒပညာရှင်ဝေါ်ဖိုးကဖော်ညွှန်းခဲ့ဖူးသည်လူသည်နေ့စဉ်နှင့်အမျှဥပစာတင်စားမှုသဘောဖြင့်ပြုမူပြောဆိုတွေးကြံလျက်ရှိသည်အစင်းသည့်အသံသည့်အနံ့သည့်အရသာသည့်အတီးအထွေ့သည့်များမိမိအာရုံတွင်ထင်ဟပ်လာသောအခါယင်းအာရုံသစ်များနှင့်တစုံတရာတူသောအစင်းဟောင်းအသံဟောင်းအနံ့ဟောင်းအရသာဟောင်းအထီးအတွေ့ဟောင်းများကိုချက်ချင်းပြန်သတိရလာတတ်ပြီးထိုအာရုံသစ်များနှင့်နှိုင်းယှဉ်ကြည့်တတ်ကြသည်ဤသဘောသည်ပင်အခြေခံအားဖြင့်ဥပစာတင်စားမှုသဘောဖြစ်သည်ခွေးတစ်ကောင်ကိုယခုမှမြင်ဖူးစေကမူထိုခွေးကိုမြင်ရုံနှင့်ခွေးဟုသိလိုက်ရခြင်းမှာယခင်ကခွေးပေါင်းများစွာကိုမြင်ဖူးထားသောကြောင့်ဖြစ်သည်အတိတ်အတွေ့အကြုံမှခွေးဟူသောစကားလုံးများကိုမျက်မှောက်အတွေ့အကြုံအတွက်ယူငင်အသုံးပြုလိုက်ခြင်းဖြစ်သည်ယခုတွေ့သောခွေးနှင့်ယခင်တွေ့ဖူးသောခွေးများ၏ယေဘုယျတူညီသောလက္ခဏာများကိုအခြေပြုကာဤခွေးကိုခွေးဟုသိလိုက်ခြင်းဖြစ်သည်ဤသဘောကိုကြည့်လျှင်အတွေ့အကြုံသစ်အတွက်ပြောင်းရွှေ့လိုက်သည့်ဥပစာသဘောပင်ဖြစ်ကြောင်းတွေ့နိုင်သည်လေးကော့နှင့်ဂျွန်ဆင်ဆိုသောပညာရှင်နှစ်ဦးသည်1980ပြည့်နှစ်ကစာအုပ်တစ်အုပ်ထုတ်ခဲ့သည်စာအုပ်အမည်မှာMetaphor We Live By ဖြစ်သည်လူ့အဖွဲ့အစည်းတွင်လိုက်နာကျင့်သုံးဆောင်ရွက်လျက်ရှိသောဥပစာများ၏အရေးပါမှုကိုဖော်ထုတ်ပြသောစာအုပ်ဖြစ်သည်အာရုံ၅ပါးအသိပညာများဖွဲ့စည်းထားသည့်စနစ်သည်ဥပစာတင်စားမှုဖြင့်ဖွဲ့စည်းထားသောစနစ်ဖြစ်ကြောင်းဖော်ထုတ်ရ၌စကားအခြေအတင်ပြောပွဲဟူသောစစ်ပွဲတစ်ပွဲ Argument is War ဟူသောဥပစာတင်စားမှုကိုသာဓကဆောင်သည်စကားအခြေအတင်ပြောပွဲကိုစစ်ပွဲအဖြစ်ဥပစာတင်စားခြင်းဖြစ်သည်တစ်ဖက်နှင့်တစ်ဖက်ကခြေဖြတ်ပစ်သည်တစ်ဖက်နှင့်တစ်ဖက်နည်းပရိယာယ်များဖြင့်သူနိုင်ကိုယ်နိုင်ပြိုင်ကြသည်နောက်ဆုံးတွင်တစ်ဖက်ကနိုင်၍တစ်ဖက်ကရှုံးရသည်ဤသာဓကတွင်အသုံးပြုသောစကားများမှာအရင်းခံအားဖြင့်စစ်တိုက်ရာမှာသုံးသောစကားများဖြစ်သည်ထိုနှက်တိုက်ခိုက်ခုခံကာကွယ်ထိုနှက်ချက်ခြေဖြတ်နည်းပရိယာယ်စသည့်စကားများဖြစ်သည်စကားအခြေအတင်ပြောခြင်းသည်စစ်တိုက်ခြင်းကဲ့သို့ဘက်နှစ်ဖက်တိုက်ခိုက်ခြင်းဖြစ်သည်စကားစစ်ထိုးပွဲဟူသောအသုံးလည်းရှိသည်စကားအခြေအတင်ပြောခြင်းကိုစစ်ထိုးခြင်းအဖြစ်တင်စားကာစကားစစ်ထိုးပွဲဟုခေါ်ခြင်းဖြစ်သည်စဉ်စစ်အားဖြင့်စကားအခြေအတင်ပြောခြင်းနှင့်စစ်တိုက်ခြင်းမှာတကဏ္ဍစီဖြစ်သည်စကားအခြေအတင်ပြောရာတွင်စကားကိုအသုံးပြုသည်စစ်တိုက်ရာတွင်လက်နက်ကိုအသုံးပြုသည်ပြုမှုဆောင်ရွက်ပုံခြင်းလည်းမတူသို့သောတစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်ထိပါးရသောသဘောချင်းတူသည့်အတွက်စကားအခြေအတင်ပြောပွဲကိုစစ်ပွဲမှာအသုံးပြုသောစကားလုံးများဖြင့်ပြောင်းရွှေ့ဖော်ပြခြင်းဖြစ်သည်ဥပစာတင်စား၍ဖော်ပြခြင်းဖြစ်သည်အကြောင်းအရာတစ်ခု၏သွင်ပြင်လက္ခဏာများအရာသိရှိနားလည်စေခြင်းဖြစ်သည်စကားအခြေတင်ပြောသည့်ကိစ္စတွင်စစ်တိုက်ရာမှသုံးသောစကားလုံးများကိုယူသုံးခြင်းဖြစ်သော်လည်းသုံးသူများကထိုအသုံးသည်ဥပစာတင်စားမှုဖြစ်ကြောင်းသတိထားမိပြီးသုံးခြင်းမျိုးမဟုတ်ပါထိုအသုံးသည်ကဗျာဆန်ဆန်တစားဆင်သုံးသောအသုံးမျိုးလည်းမဟုတ်ပါနေ့စဉ်ပုံမှန်သုံးနေသောအသုံးမျိုးသာဖြစ်သည်စကားအခြေတင်ပြောခြင်းကိုထိုသို့ပင်ရှုမြင်သည့်အတွက်ထိုစကားများကိုသုံးခြင်းဖြစ်သည်ဥပစာဆိုရ၌ဥပစာစကားကိုအသုံးပြုခြင်းများသာမဟုတ်ဘဲကံသုံးပါးစလုံးတွင်ဥပစာအသိဥပစာအမြင်ဥပစာအတွေးတို့ဖြင့်ဖွဲ့စည်းတင်စားခြင်းဖြစ်ပါသည်နားဆင်ပေးခဲ့ကြသူတယောက်ချင်းစီတိုင်းကိုဂန့်ဂေါ်ကအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်